ဟယ်လိုကေပိုးရှာဒါရီကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာညိုထက်အောင်ဘာသာပြန်ရေးသားထားတဲ့ကိုစိတ်ကိုအနိုင်ယူပါဆိုတဲ့ခေါင်းစာအုပ်ထဲကနေပြီးတော့ခေါင်းစဉ်တစ်ခုဖြစ်တဲ့အချိန်မဖြုံးပါနဲ့တော့ဆိုတဲ့ခေါင်းစဉ်နဲ့ဖတ်ပြပေးပါမယ်ခမအသက်60အရွယ်မှာခရစ်စမတ်ညစာစားပွဲတစ်ခုမှာသားသမီးဇနီးခင်မိုးနဲ့မြီးတွေနဲ့ထိုင်နေတယ်လို့စိတ်ကူးကြည့်ပါမြေးတယောက်ကဖိုးဖိုးလူတွေကဘဝဆိုတာတူတောင်းနေလို့ပြောကြတယ်ဖိုးဖိုးကအသက်အရွယ်ကြီးနေပြီဆိုတော့အဲ့ဒါအမှန်ပဲလားလို့မေးလာခဲ့ရင်ခမည်းအနေနဲ့ဘလို့အဖြေပေးမလဲတကယ်လို့ဘဝဆိုတာတကယ်ပဲတူတောင်းလာပါတယ်လို့ဖြေမယ်ဆိုတာတော့ဒါကိုသတိရလိုက်ပါယောမတွေးခေါ်ပညာရှင်စေနီကာကဘဝဆိုတာအချိန်ဖြုံးတဲ့ခါမှာတူတောင်းတာလို့ဆိုပါတယ်ကျွန်ုပ်တို့ဟာအချိန်ကိုဘလို့အသုံးချရမယ်ဆိုတာမသိလို့အများကြီးအချိန်ဖြုံးတီးမိကြပါတယ်ဘဝမှာဘယ်နှစ်ချိန်လောက်မကြိုက်တဲ့လူတွေနဲ့အချိန်ကုန်ခဲ့ဘူးလေအတိတ်ပဲမရှိတဲ့စကားတွေကောလာဟာလာတွေမှာအချိန်ဖြုံးခဲ့ဘူးလေနောက်နေ့မှာအရေးကြီးတာလုပ်ဖို့ရှိလျက်နဲ့အခမ်းအနားတွေသွားခဲ့ဘူးလေTV ကြည့်ရင်တညလုံးအချိန်ဖြုံးခဲ့ဘူးလေဒါတွေကခမားဘဝဖြစ်ရဆိုရင်ဘဝကတကယ်ကိုတိုးတောင်းသွားပါလိမ့်မယ်တကယ်တော့သိဆုံးရမယ့်အချိန်မှာဒီအရာတွေအလုံးကိုမေ့သွားပါလိမ့်မယ် Netflix ဇလန်းတွဲတွေရဲ့ကောင်းတဲ့အပိုင်းတွေအကြောင်းမစင်စားမိတော့ပါဘူးစဉ်းစားမှာကချစ်ရသူတွေနဲ့ကုံဆုံးခဲ့တဲ့အချိန်တွေအပြုံးတွေချစ်ချင်းမြတ်တာတွေပါဒါတွေကသာဘဝရဲ့အဖိုးမဖြတ်နိုင်တဲ့အရာတွေပါအပြည့်အဝရှင်သန်နေထိုင်တဲ့အခါဘဝဟာနှစ်လိုပဲကောင်းလာပါတယ်။တစ်နေ့ကိုအနည်းငယ်စီပိုတော်လာဖို့ပိုတန်မာလာဖို့ပိုကယူးဆိုင်တက်လာဖို့စ조사ခြင်းဟာတစ်နှစ်ကြာတဲ့အခါအံ့ဖွယ်ရလဒ်တွေနဲ့ဖန်တီးပေးနိုင်ပါတယ်။ဒီလိုတိုးတက်ဖို့ဆိုတာခက်ခဲတဲ့အရာမဟုတ်ပါဘူး။နေ့စဉ်မေတ္တာနဲ့ကျေးဇူးတင်စိတ်ကိုပြသခြင်းဖုံးကိုဘေးချပြီးချစ်ရတဲ့သူတွေကိုအပြည့်အချိန်ပေးခြင်းတစ်နေ့မိနစ်30စီစဖတ်ခြင်းတစ်နှစ်မှာစာအုပ်15အုပ်မှ20အထိနဲ့ပုံမှန်လမ်းလျှောက်ခြင်းသို့မဟုတ်အားကစားလုပ်ခြင်းတို့နဲ့စတင်နိုင်ပါတယ်ဒီအလေးကျင့်လေးတွေကိုအချိန်ကြာကြာထိန်းသိမ်းနိုင်တဲ့အခါတစ်နှစ်အတွင်းတိတာထင်ရှားတဲ့ပြောင်းလဲမှုတွေကိုမြင်တွေ့ရမှာဖြစ်ပြီး10နှစ်ကြာတဲ့အခါကိုမှန်မှန်ကန်ကန်အံ့ဩမိလောက်တဲ့အထိပြောင်းလဲသွားနိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတိုးတက်မှုဆိုတာကြီးမားတဲ့ခြေလှမ်းတွေမှာမဟုတ်ပဲနေ့စဉ်လှုပ်ဆောင်တဲ့အသေးစားအရာလေးတွေနဲ့စုပေါင်းရလတ်ပါ။အတူချုပ်လမ်းဆိုတာမရှိဘူးဆိုတာသတိရပါ။တကယ်အောင်မြင်မှုဆိုတာစွဲမြဲစွာလှုပ်ဆောင်ခြင်းရဲ့အသီးအပွင့်ပါ။စာလေးကဒီမှာတွင်ပဲပြီးဆုံးသွားပါပြီရှင်။ဆိုင်နှစ်သက်တယ်ဆိုရင်တော့ like and share ပြုလုပ်ပေးကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်